ထူးဆန်းတယ်ဗျာထူးဆန်းတယ်မြန်မာပြည်မှာရေဒီပေါက်ထွာနေတာဒီမှာလေးရေဒီရော့ကုန်ပြီဗျာပထမသူဒီနားထိရောက်တယ်ပထမသူရေဒီပေါ်ရောက်တယ်ရေဒီတောက်လျှောက်ရော့ကုန်ပြီတောက်လျှောက်ရော့သွားပြီဒီအကုန်ရော့သွားတယ်အကုန်လုံးရော့ကုန်တယ်ထူးဆန်းလိုက်တာဗျာဘယ်တော့မှမရော့တဲ့ရေအခုတော့ရော့ကြပါပြီဟိုးအဆက်ကိုရောက်သွားတဲ့ရေကတခါမှဒီရော့တာမတွေ့ဘူး